မင်္ဂလာပါဒီနှစ်ပိန်းထဲကနေပြီးတော့ဘယ်ဆိုင်ငယ်ဝယ်ရမလဲစဉ်းစားနေတဲ့သူတွေအတွက်ကျွန်တော်ဒီဗီဒီယိုလေးလုပ်ပေးဖြစ်ပါတယ်ဒီစိတ်ထဲမှာဆိုလို့ရှိရင်အမျိုးအစားနှမျိုးထွက်တယ် standard ရယ် road scene ရယ် MS ထဲမှာဆိုလဲ model နှမျိုးထွက်တယ်MS standard ရှိမယ်နောက်ပြီးလို့ရှိရင် MS ထက်မှတ်ရှိမယ်ဒီဘက်ကတော့ဒါ MS ထက်မှတ်ဒီဘက်ကတော့ PCI road scene မျိုးစားပါရုပ်ထွက်ကတော့ဒါမြင်တဲ့အတိုင်းပဲပေါ့နော်ရုပ်ထွက်ပိုင်းဆိုင်ရာတော့ဘာမှမပြောတော့ဘူးဒီနှစ်ပိန်းရဲ့ engine နဲ့မောင်းရတဲ့ feeling နောက်ပြီးတော့သူတို့မှာဘယ်လိုနည်းပညာတွေပါလဲဆိုတာကိုနှိုင်းယှဉ်ပြပေးသွားမှာပဲဖြစ်ပါတယ် engine ပိုင်းမှာဆိုရင် PCI က 150cc ESP Black engine ကိုသုံးထားတယ်အဆိုရှင်၄ခုပါမယ် SOHC camshaft ဖြစ်တယ်MS ကတော့ 155cc BBA Blue Go engine ကိုသုံးထားတယ်အဆိုရှင်၄ခုနဲ့လာမယ်သူလည်းပဲ SOHC camshaft ဖြစ်တယ် horsepower နဲ့ torque PCI က RPM 8500မှာ 15.8 horsepower ရှိတယ် torque ကတော့ RPM 6500မှာ 14.9 Newton meter ထွက်တယ် MS ထက်မှတ်ကတော့ 15.1 ကနေပြီး 15.4 ဝန်းကျင်ပေါ့နော် horsepower ရှိမယ် RPM 8000မှာ torque ကတော့ RPM 6500မှာ 14.2 Newton meter ပဲရှိတယ် horsepower နဲ့ torque ဘိုင်းမှာဆိုရင် PCI ကကိန်းဂဏန်းတွေအရဆိုရင်ပိုတာတယ်အထွက်မှာဆိုလို့ရှိရင် PCI ကတာတယ်အထွက်တွတ်တယ်အထွက်မှာစောင့်ယုံနေပေါ့နော် MS ကကြတော့အဲ့လိုမဟုတ်ဘဲနဲ့အထွက်မှာ smooth ဖြစ်ပဲယုံနေဒါက MS ရဲ့ CVT turning ကပေါ့နော်အထွက်မှာ smooth ဖြစ်အောင်လုပ်ထားတာကြောင့်ပဲဖြစ်တယ် MS မှာက BBA နည်းပညာပါဝင်တာကြောင့်ဒါ RPM အနှိမ်ပိုင်းမှာရောအမြင့်ပိုင်းမှာပါအားကောင်းတဲ့ယုံအားကိုတော့တောက်လျှောက်ပေးနိုင်တယ်နောက်တစ်ခုကစီစားနှုံးမှာဆိုရင်ဒီနှစ်ကောင်ထဲမှာဆိုရင် MS ကနည်းနည်းလေးစီပိုစားတယ်လို့ကျွန်တော်ထင်တယ်ကျွန်တော်မောင်းကြည့်ရတဲ့ပုံစံအရပါနော် PCI ကဒီနေရာမှာလဲတာသွားမယ်ဒီနှစ်ကောင်ရဲ့အဓိကကွာခြားချက်ရဆိုလို့ရှိရင် CVT system နဲ့အဓိကကွာခြားသွားတာဖြစ်ပါတယ် PCI က6လုံးမပါတဲ့ရိုးရိုး CVT စနစ်ကိုပဲအကောင်းဆုံးဖြစ်အောင် upgrade လုပ်ထားတယ်အတွက်ကြောင့်မို့ပုံမှုရိုးရှင်းနဲ့ maintenance လုပ်ရတာလည်းပိုလွယ်ကူတယ်အဲ့ဒီအားသာချက်တော့ရှိတယ် MS ကတော့အဲ့ဒီ6လုံးဘောနေရာမှာ YCVT နည်းပညာကိုအစားထိုးအသုံးပြုလိုက်တာဖြစ်တယ်ဒါအတွက်ကြောင့်မို့ဆိုင်ငယ်တွေမှာတွေးနေကြမြင်နေကြမဟုတ်တဲ့ shift clock pattern လေးတစ်ခုပါလာတယ်အလွယ်တကူအကြမ်းမြင်မဲ့ကျွန်တော်ရှင်းပြပေးမယ်ဒီ shift clock ကဆိုင်ငယ်ကိုပေါ့နော်ပုံစံနှမျိုးဖြစ်ပေါ်စေတယ်ပထမတစ်မျိုးကဒီ lever ဆွဲထားရင်းနဲ့ဒီ shift clock ကိုနှိပ်မယ်ဆိုလို့ရှိရင်ပုံမှန် lever ဆွဲတာထက်အချိန်လည်းထိုးတက်မယ်ဒီ RPM လည်းထိုးတက်လာမယ်ပေါ့နော်ဒီလို turbo သဘောမျိုးပေါ့နော် engine ကို boost ပေးနိုင်တာဖြစ်တဲ့အတွက် MS ထက်မှတ်ကိုနောက်တစ်မျိုးပေါ့နော် MS turbo ဆိုပြီးတော့လည်းအမည်ခေါ်တွင်လေးရှိတယ်နောက်ပုံစံတစ်ခုက lever မဆွဲထားဘဲနဲ့ shift clock ကိုနှိပ်မယ်ဆိုလို့ရှိရင် engine braking သဘောမျိုးဖြစ်ပေါ်စေတာပါဘလို့သဘောတရားလဲဆိုလို့ရှိရင် gear ဘိန်းတွေမှာ gear အမြင့်ကနေပြီးတော့အနှိမ်ကို gear ချ engine နဲ့ brake အုပ်တယ်လို့မျိုးပေါ့နော်ဒီ MS မှာလည်းပဲ lever မဆွဲဘဲနဲ့ shift ကိုနှိပ်မယ်ဆိုလို့ရှိရင် engine နဲ့ brake အုပ်တယ်လို့မျိုးရရှိစေတာဖြစ်တယ် auto ဘိန်းကိုမောင်းနေရပါမယ် engine နဲ့ brake အုပ်အချိန်လျှော့တာရုပ်တရက်အချိန်စောင့်တင်တာတွေက PCI မှာပါတယ် MS ရဲ့အားသာချက်ကြီးကြီးမားမားပါပဲ riding mode အပိုင်းမှာဆိုရင်လည်းပဲ MS မှာဒါ D mode S mode တွေပါတာဖြစ်ပြီးတော့ PCI မှာတော့မပါဝင်ပါဘူးမြို့တွင်ကကြက်တဲ့အချိန်တွေစီစားတတ်ကျင်တဲ့အခါမှာ D mode ကိုအသုံးပြုပြီးတော့ကြမ်းတန်းနဲ့ sport ပုံစံမောင်းနေခြင်းတဲ့အခါမှာ S mode ကိုရွေးချယ်မောင်းနေလို့ရတာပါအခုလို riding mode တွေကိုရွေးချယ်မောင်းနေနိုင်တာက PCI မှာမရရှိနိုင်တဲ့ MS ရဲ့အားသာချက်တွေပါပဲနောက်ထပ်ပိုင်းကတော့ safety ပိုင်းပါ PCI ကနေပဲရင်စပြောပါမယ် PCI ရဲ့ shift brake က disc brake ဖြစ်မယ် ABS ပါမယ်နောက် brake ကလည်းပဲ disc brake ပဲဒါပေမဲ့ ABS မပါတော့ဘူး PCI ရဲ့ ABS က single channel ABS အမျိုးအစားပဲပြောမယ်ဆိုရင် shifting brake လောဖြစ်တာကိုပဲကာကွယ်ပေးနိုင်တယ်နောက် brake လောဖြစ်တာကိုမကာကွယ်ပေးနိုင်ဘူး MS မှာကကြတော့ shifting brake ရောနောက် brake ရော disc brake ပါမယ်ဒါပေမဲ့ MS ရဲ့ ABS က duration နဲ့ ABS ပါ shifting ရောနောက် brake ရောမှာ sensor တွေနဲ့စောင့်ကြည့်ပြီးတော့ brake လောဖြစ်တာကိုကာကွယ်ပေးတာဖြစ်တယ်ဒါကြောင့်မို့ safety ပိုင်းမှာဆိုရင် MS ကပိုစိတ်ချရတယ် safety ပိုင်းမှာတော့ MS ကအနိုင်ရပါတယ်ဘိန်းမချော်အောင်ထိန်းချုပ်ပေးတဲ့ traction control system တွေကတော့ PCI မှာလည်းပါတယ် MS မှာလည်းပါတယ်ဒါကတော့အများကြီးမပြောတော့ဘူးเนาะ traction control system တွေပါတာတူတူပဲဒီက ABS မှာကွာသွားတာဖြစ်တယ်ပေါ့နော်ထပ်ဆောင်းအနေနဲ့ဒီနှစ်ကောင်ရဲ့တခြားကွက်လက်ချက်လေးတွေကိုထပ်ပြောပါမယ် PCI ရဲ့ fuel tank က 8.1 လီတာဆန့်တယ် MS ထက်မှတ်ရဲ့ fuel tank ကကြတော့ 7.1 လီတာဆန့်တယ်Energy storage မှာဆိုရင် PCI က30လီတာဆန့်တယ် MS ထက်မှတ်ကတော့25လီတာပဲဆန့်မယ်ဒီနှစ်ကောင်ကဆိုင်ကယ်နဲ့ဒီဖုန်းနဲ့ပေါ့နော်ချိတ်ဆက်လို့ရတာချင်းအတူတူပါပဲအဓိကကွာခြားသွားတာက navigation မြေပုံကြည့်လို့ရတဲ့ပုံစံပါ PCI မှာကတမ်းမိုင်တမ်း navigation ပဲကြည့်လို့ရတာဖြစ်တယ် MS မှာကကြတော့ full navigation ကြည့်လို့ရတာပါ full navigation ဆိုတာက Google Map လိုမျိုးဆိုင်ကယ်မှာလမ်းအပြည့်စုံနဲ့ကြည့်လို့ရတာကိုပြောတာပါဘယ်လိုမျိုးမြေပုံထည့်သွင်းပြီးကြည့်ရတယ်ဆိုတာကိုကျွန်တော်ဗီဒီယိုလေးလုပ်ပေးထားပါတယ်အကောင့်ထဲမှာဝင်ရောက်ကြည့်ရှုလို့ရပါတယ်ဗျနောက်ဆုံးအနေနဲ့ကကိုကနီးပညာမျက်နှာကိုလည်းကြိုက်တယ်safety ပိုင်းစိတ်ချရတာကိုလည်းကြိုက်တယ်ခရီးဝေးလည်းခဏထွက်ရတယ်ဆိုရင်တော့ MS ထက်မှတ်နဲ့ပို့ပြီးတော့တင့်တော်ပါမယ်အထပို့တွက်တာကိုကြိုက်တယ်မြို့ရင်းပဲစီးမယ်ခရီးဝေးလည်းတိတ်မထွက်ဖြစ်ဘူးစီစားလည်းတကျင်နဲ့ဒါဆိုရင်တော့ PCI ကပို့ပြီးတော့တင့်တော်ပါမယ်ဗီဒီယိုလေးကတော့ဒီလောက်ပါပဲမိတ်ဆွေတို့သိကျင်တာတွေမြင်မြင်ကျင်တာတွေရှိတယ်ဆိုလို့ရှိရင် comment မှာဝင်ရောက်ဆွေးနွေးမေးမြန်းသွားလို့ရပါတယ်ဗျအားလုံးပဲတက်တာပါ